ကျွန်တော်နာမည်သူရိန်ပါခုကျွန်တော်အဖေစားတဲ့ကအတိုင်းလှုပ်ဝဲယတနာရှာတော့မှာပေါ့ဗျာဘလို့အနေရဘလို့စွန်စားခန်းတွေနဲ့ကြုံရမလဲဆိုတာစက်ကြည့်ပေးကြပါဦးသူ့နာမည်ကသူရိန်ပါအဖေချန်ထားခဲ့တဲ့စာအတိုင်းလှုပ်ဝဲယတနာကိုရှာဖွေဖို့ဆုံးဖြတ်ပြီးတဲ့နောက်သူရိန်ဟာခရီးကိုစတင်ထွက်ခွာခဲ့ပါတယ်သူ့အိတ်ထဲမှာတော့စာတစ်စောင်မြေပုံတစ်ချက်နဲ့အဖေကလက်ဆောင်ပေးထားခဲ့တဲ့တန်လိုက်အိမ်မြောင်နိုင်လေးတစ်လုံးပဲတေချာယူဆောင်လာခဲ့တယ်အဖေရဲ့လမ်းညွှန်ချက်နဲ့မြေပုံအတိုင်းလမ်းဆက်ထွက်လာရင်ဘလို့အနေရတွေဘလို့စွန့်စားခန်းတွေကြုံရမလဲဆိုတာကိုသူရိန်ကိုယ်တိုင်တော့မသိသေးပါဘူးခီးဆက်လာရင်းနဲ့မြေပုံထဲမှာပြထားတဲ့တတိပေးချက်တင်ဒေတာတွေကိုတွေးလိုက်ရတဲ့အခါသူရိန်ဟာခီးမှန်နေပြီလို့ကိုယ်တိုင်သိသွားခဲ့ပါတယ်ထပ်မံရှာဖွေပြီးခီးဆက်နေချိန်မှာအဖေပေးထားတဲ့တန်လိုက်အိမ်ညောင်နိုင်လေးကမထင်မှတ်ပဲလင်းလက်လာပါတော့တယ်သူရိန်အံ့ဩမိပြီးမျက်လုံးမခွာနိုင်အောင်ဖြစ်သွားခဲ့ပါတယ်တင်ကြီးတပြထားတဲ့နေရာကိုကြော်လာတဲ့အခါသူ့ကျုံးမှာအေးဆက်တယ်လို့ခံစားရပြီးစိတ်မတက်မတာဖြစ်လာခဲ့တဲ့နိုင်လေးကလည်းပုံမလင်းလက်လာတော့အဖေပြောခဲ့တယ်လို့အရာရာဟာထူးဆန်းနေပြီဆိုတာကိုသူရိန်သိလိုက်ပါတယ်သူရိန်နောက်ကိုလှည့်ကြည့်လိုက်ပေမဲ့ဘာမှမတွေ့ပါဘူးဒါပေမဲ့မတင်ကားလို့ထက်လှည့်ကြည့်လိုက်ချိန်မှာတော့ဝိယုံနှုတ်ဝတ်ထားတဲ့လူအုပ်တစုသူ့နောက်ကလိုက်လာနေတာကိုတွေ့လိုက်ရပါတယ်Run. သူရိန်လန့်ပြီးချက်ချင်းထွက်ပြေးခဲ့ပေမဲ့သူတို့ကမြန်လွန်းလို့သူ့ကိုလိုက်မိလာကြတယ်နောက်တော့တိုက်ခိုက်ဖို့ပါကြိုးစားလာကြပါတယ်အဲ့ဒီအချိန်မှာမထင်မှတ်ပဲလူတယောက်ဝင်ရောက်လာပြီးလူလေးသတိထားသူရိန်ဘက်ကနေကူညီတိုက်ခိုက်ပေးလိုက်ပါတယ်သူရိန်အဲ့ဒီလူကိုမသိပေမဲ့ဘာကြောင့်မသိတာမှမဟုတ်တဲ့ယဉ်နီးတဲ့ခံစားချက်တစ်ခုကိုတော့သူ့နှလုံးသားထဲမှာခံစားနေရခဲ့ပါတယ်